အာနာရှင်လေးရောင်စုကြီးကကာလူကြီးကဟာကျောင်းတစ်ကျောင်းရဲ့ကျောင်းဆရာကြီးဖြစ်ပြီးသူ့မှာကိုယ်ပိုင်ကျောင်းတစ်ကျောင်းရှိပါတယ်။မမေကျောင်းသွားချိန်ရောက်ပြီကျွန်တော်ကျောင်းသွားရတော့မယ်။ဟုတ်တယ်တားရဲ့ဂယုစိုက်သွားနော်။တားရဲ့ထမင်းဘူးကိုစားဖို့မမေ့နဲ့နော်။မမေတားကြိုက်ဆုံးစားတောက်တွေထည့်ပေးထားပါတယ်။မီနူးရဲ့သားပိုလူကတခြားကျောင်းသားတွေနဲ့အတူကျောင်းကိုထွက်လာပါတယ်။ဒါပေမဲ့သူ့အိမ်မှာပဲရောင်စုကြီးကTV ကြည့်ရင်အေးဆေးထိုင်နေပါတယ်။သူ့စီမှာကျောင်းသွားရမယ်ဆိုတဲ့စိတ်ပူပန်မှုလုံးဝမရှိပါဘူး။ရာဇူသားလေးသားရဲ့ဖေဖေကကျောင်းကိုဖြစ်နေလို့သားကနေတိုင်းကျောင်းကိုနောက်ကျသွားလို့မရဘူးလေ။လာသားရဲ့အိတ်ကိုယူပြီးမြန်ကျောင်းသွားတော့မမေသားကျောင်းသွားမှာပါ။ဒီအစီအစဉ်ကြည့်ပြီးရင်ပေါ့ဘာပဲဖြစ်ဖြစ်ကျွန်တော်ကိုဘသူကစုမလဲ။ကျွန်တော်ဖေဖေအုပ်ချုပ်တဲ့ကျောင်းပဲလေ။ရာဇူသားဘာဖြစ်လို့နောက်ကျနေတာလဲ။နောက်ဆိုရင်စောလာခဲ့နော်ကျွန်တော်ရဲ့ဖေကကျောင်းဆရာကြီးပဲကျွန်တော်ပဲချိန်ကျောင်းလာဘာဖြစ်လဲဆရာကျွန်တော်ကိုအမိန့်လာမပေးနဲ့အေးပါသားရဲ့မင်းကြိုက်တဲ့အချိန်သာကျောင်းလာပါရာစုကြီးကန်းကိုကျောင်းကကလေးနဲ့ဆရာတွေအားလုံးကအယမ်းကြောက်ကြပါတယ်ဘာလို့ဆိုရာစုကြီးကန်းဟာကျောင်းတစ်ခုလုံးရဲ့ဘီရင်လိုဖြစ်နေလို့ပါပဲမုံဆောင်စင်းချိန်ဆိုရင်ရာစုကြီးကန်းကသူ့တငယ်ချင်းတွေရဲ့ထမင်းမှုတွေကိုလူယူပြီးစားတောက်နေကြပါပဲဒီနေ့မှလည်းဟဲ့အောင်နေမင်းတို့ထမင်းမှုတွေအကုန်ထုတ်စမ်းရာစုမင်းတို့ထမင်းမှုတွေကိုနေတိုင်းယူစားနေရင်ငါတို့ကဘာနဲ့စားရမှာလဲမင်းတို့ငါ့ကိုထမင်းဘူးမပေးရင်ငါအဖေကိုပြောပြီးမင်းတို့အားလုံးကိုကြောင်းထုတ်ခိုင်းပါနော်အဲ့လိုတော့ငါတို့ကိုမလုပ်ပါနဲ့ထမင်းဘူးလို့ချင်းရင်ငါတို့ပေးပါမယ်ငါတို့ကိုကြောင်းတော့မထုတ်ခိုင်းပါနဲ့ရော့ငါရဲ့ထမင်းဘူးယူလိုက်ပါအဲ့ဒီနောက်ရာစုကသူ့တငယ်ချင်းတွေအားလုံးရဲ့ထမင်းဘူးတွေကိုအကုန်စားလိုက်ပါတယ်။တနာစရာငှက်ကလေးတွေကတော့ဘိုင်ဟောင်းလောင်းနဲ့ပဲနေခဲ့ရတာပေါ့။စားလို့ကောင်းလိုက်တာကွာ။နောက်နေ့လဲဒီလိုပဲထမင်းဘူးထည့်လာခဲ့ကြ။မဟုတ်ရင်တော့မင်းတို့ကိုကြောင်းထုတ်ခိုင်းလိုက်မှာ။အဲဒီနောက်ကျောင်းစင်းချိန်ရောက်လာပြီးကလေးအားလုံးဘိုက်စာနဲ့အိမ်ကိုပြန်သွားကြပါတယ်။မမေမြန်လောက်ပါကျွန်တော်ပိုင်ရမ်းစာနေပြီ။ဟုတ်ပါပြီပေးမယ်သားရဲ့။ဘလူသားကထမင်းဘူးမစားလိုက်ဘူးမဟုတ်လား။ဒါကြောင့်ပိုင်ရန်စာနေတာနေမှာမဟုတ်ပါဘူးမေမေကျွန်တော်ထမင်းမှုလေးကအစားတောက်ကုန်စားပြီးပြီတကယ်ကဒီရက်ပိုင်းကျောင်းမှာစာသင်တာရမ်းများနေလို့ပါစာသင်တာများလို့ဘိုက်ပူစားတာပါမီနူးကပိုလူကိုထမင်းချက်ပေးပြီးထမင်းကျွေးလိုက်ပါတယ်တစ်ဖက်မှာလည်းဘိုက်စားနေတဲ့ကျန်တဲ့ကလေးတွေကအိမ်ပြန်ရောက်ပြီးဘိုက်ပြောင်ထမင်းစားနေကြပါတယ်ပိုလူသားလေးဒီရက်ပိုင်းကျောင်းမှာစာရီများကြီးတင်နေရတယ်ပေါ့ငါသားလေးစာကိုဘလောက်ကြိုးစားပြီးလေ့လာနေလဲပြောပါအောင်သားရင်မနှက်ပြန်ထမင်းမှုမှာကောဘာထည့်ပေးရမလဲသားကြိုက်ဆုံးဟင်းကိုပြောပြလိုက်မေမေမနှက်ပြန်မနှက်ချက်ပြီးမယ်ထမင်းမှုပေးလို့ဘာထူးမှလဲမေမေရဲ့မေမေပေးတဲ့ထမင်းမှုကိုအဲ့ဒီရာစုကြီးကန်းကအကုန်ယူစားနေတာမနှက်ပြန်လေးသူဒီလိုပဲလုပ်နေမယ်ဘာပဲဖြစ်ဖြစ်ချက်ပေးလိုက်ပါမေမေချက်တာကဘာပဲဖြစ်ဖြစ်အရန်ရတာရှိတယ်မီနူးကပိုလူအတွက်အရသာရှိတဲ့အစားအသောက်တွေကိုထမင်းဘူးထဲထည့်ပေးပြီးကျောင်းကိုပို့လိုက်ပါတယ်။ကလေးအားလုံးကလည်းစာသင်ခန်းထဲကိုရောက်လာကြပါတယ်။ဟာဒီပိုလူကဘလို့လို့ရှေ့ဆုံးမှာထိုင်နေရတာလဲ။ရှေ့ဆုံးကငှနေရလေ။သူ့ကိုခုပြဿနာရှာရမယ်။ဆရာဒီပိုလူကရှေ့ဆုံးကကျွန်တော်နေရာမှာထိုင်နေတာမမြင်ဘူးလား။ပိုလူသွားပါသားရင်နောက်ကိုသွားရှေ့ဆုံးကရာစုကြီးကရဲ့နေရာလေ။လာရာစုသားရှေ့ကိုလာထိုင်ဘူလူကဝမ်းနေစိတ်နဲ့နောက်ကိုပြန်လာပြီးရာစုကြီးကန်းကရှေ့ဆုံးမှာထိုင်လိုက်ပါတယ်။ကဲကလေးတို့မနေ့ကဆရာကအိမ်စာပေးထားတယ်လေ။အားလုံးရဲ့မှတ်စုစာအုပ်တွေကိုယူလာပြီးဆရာကိုပြပါ။ကလေးအားလုံးရဲ့မှတ်စုစာအုပ်တွေမှာအိမ်စာတွေလုပ်လာကြပါတယ်။ဒါပေမဲ့ရာစုကြီးကန်းရဲ့မှတ်စုစာအုပ်ကတော့လုံးဝဗလာဖြစ်နေပါတယ်။သူကအိမ်စာလုံးဝမလုပ်ထားပါဘူး။ရာစုသားလေးသားပိုင်လို့အိမ်စာမလုပ်ထားတာလေ။သားရဲ့မှတ်စုစာအုပ်ကလုံးဝဗလာဖြစ်နေတာပဲဆရာကျွန်တော်စိတ်ထဲအိမ်စာလုပ်ချင်စိမ့်လုံးဝမရှိလို့ပါပြီးတော့ကျွန်တော်ပြင်မှာသွားကစားနေတာမို့အိမ်စာမလုပ်ဖြစ်လိုက်ဘူးရပါရဲ့သားရဲ့ဆရာကဒီနေ့အိမ်စာထပ်ပေးမယ်သားစိတ်ကူးရှိရင်လုပ်လိုက်တော့ဟုတ်ဆရာစိတ်ကူးရှိရင်လုပ်လိုက်ပါမယ်ရာစုကြီးကန်းကအိမ်စာမလုပ်ထားပေမဲ့ဆရာကသူ့ကိုလုံးဝမစူပါဘူးဘာလို့ဆိုဆရာကလည်းရာစုကြီးကန်းကိုကြောက်ပြီးသူ့လှုပ်ပြုတ်သွားမှကိုစိုးရိမ်နေခဲ့လို့ပါပဲအားလက်ချင်းရောက်တော့ကလေးအားလုံးထမင်းမှုတွေကိုယူပြီးကစားခွင်းထဲကိုထွက်လာကြပါတယ်
ဒီနေ့နဲ့ရာစုကြီးကန်းကကလေးတွေရဲ့ထမင်းမှုတွေကိုအကုန်ယူလိုက်ပါတယ်ဒီရာစုကြီးကန်းကလည်းသူ့ထမင်းဘူးသူယူမလာပဲငါတို့ရဲ့ထမင်းမှုတွေကိုယူစားနေတာဟုတ်တယ်ဒီတိုင်းငါမေမေချက်ပေးတဲ့အရသာရှိတဲ့အစားအသောက်တွေကိုရာစုကြီးကန်းကယူစားနေတာဒီနေ့လေကလေးအားလုံးကဗိုက်စာလျက်အိမ်ပြန်သွားရပြန်ပါတယ်ဘိုးလူသားလေးဒီနေ့မေမေကသားကြိုက်ဆုံးစားတောက်တွေထမင်းဘူးထဲထည့်ပေးလိုက်တယ်အဆင်ပြေရဲ့လားဟုတ်တယ်မေမေဒင်ကဲဟင်းကအရန်ရတာရှိတယ်စားရတာအရန်ကောင်းတယ်ဒင်ကဲဟင်းဟုတ်လားဘယ်ကဒင်ကဲဟင်းလဲမေမေကဒင်ကဲဟင်းမထည့်ပေးခဲ့ဘူးလေဘာကထည့်ပေးခဲ့တာလဲဘုံလူသားလေးသားဘာကကိုတကယ်ကောစားခဲ့ရင်လားသားရင်ဘာဖြစ်နေတာလဲမင်းတရားရောက်နေရန်ဖြစ်ထားတာလားဘုံလူကငုံရင်းနဲ့မီနူးကိုအကုန်လုံးဖွင့်ပြောလိုက်ပါတယ်ဘာဖြစ်လို့သူကအားလုံးရဲ့ထမင်းမှုတွေကိုယူစားနေရတာလဲရာစုကြီးကန်းရဲ့ဖေကကြောက်ဖြစ်နေလို့သူပါမစိုးလုံးလို့ရတယ်လို့ထင်နေတာပေါ့ဘုံလူသားလေးစိတ်မပူနဲ့မနှက်ပြန်မေမေကသားနဲ့တူကျောင်းကိုလိုက်လာခဲ့မယ်ရာစုကြီးကန်းကဘာလုပ်လဲဆိုတာမေမေကိုယ်တိုင်ကြည့်မယ်မနှက်ရောက်တော့မီနူးကဘုံလူနဲ့တူကျောင်းကိုလိုက်သွားပါတယ်ဘုံလူကစာသင်ခန်းထဲကိုဝင်သွားပြီးမီနူးကတော့ကျောင်းကာလူကြီးကန်းရှိတဲ့ကျောင်းရုံခန်းထဲကိုရောက်လာပါတယ်ကျောင်းဆရာကြီးဆရာသားကကျမတို့ကလေးတွေကိုအနိုင်ကျင့်နေတယ်နေ့တိုင်းကျမတို့ကလေးတွေရဲ့ထမင်းမှုတွေကိုယူပြီးသူကိုယ်တိုင်စားနေတယ်ပြီးတော့ဒီကျောင်းကိုတယောက်ယောက်ကိုပြောရင်ရာစုကြီးကန်းကကလေးတွေအားလုံးကိုကျောင်းကနေထုတ်ပြမယ်လို့ပြောတယ်ဘာပြောတယ်မဟုတ်ပါဘူးမီနူးငံပါလေကျွန်တော်သားကအရန်ထူးချွန်တဲ့ကလေးပါသူဒီလိုလုပ်မှာမဟုတ်ပါဘူးဟုတ်ကဲ့ဒါဆိုရင်ဒီနေ့ထမင်းစားစင်းချိန်မှာဆရာကိုယ်တိုင်လိုက်ကြည့်လိုက်ပါဆရာသားကဘာလုပ်နေလဲဆိုတာဆရာကိုယ်တိုင်မြင်ရပါလိမ့်မယ်ထမင်းစားချိန်ရောက်လာပြီးကလေးအားလုံးကထမင်းမှုတွေကိုယူပြီးကစားကွင်းထဲကိုထွက်လာကြပါတယ်မီနူးနဲ့ကာနူးကြီးကန်းတို့ကတော့အနားမှာပုံပြီးဖြစ်နေတာတွေကိုကြည့်နေခဲ့ပါတယ်မင်းတို့အားလုံးထမင်းမှုတွေမှာဘာတွေယူလာကြလဲငါဘိုက်ရမ်းစာနေပြီရာစုငါတို့မသိဘူးမင်းကိုယ်တိုင်ထမင်းမှုဖွင့်ကြည့်လိုက်ပါရာစုကြီးကန်းကကလေးတွေရဲ့ထမင်းမှုတွေကိုဖွင့်ပြီးအရသာရှိရှိစားနေပါတယ်ငါသားကငါနာမည်ကိုအသုံးပြုပြီးဒီလိုလုပ်နေလိမ့်မယ်လို့ငါဘယ်တော့မှမထင်ခဲ့ဘူးသူ့ကိုအခုငါဘာကောင်းလဲဆိုတာပြရတော့မယ်ကာနူးကြီးကန်းနဲ့မီနူးတို့ကကလေးတွေစီကိုရှောက်သွားပါတယ်။စုမင်းကဒီလိုလုပ်မယ်လို့ငါဘယ်တော့မှမမျှော်လင့်ခဲ့ဘူး။ငါနာမည်ကိုသုံးပြုပြီးဒီကလေးတွေရဲ့ထမင်းမှုတွေကိုယူစားနေတာပဲ။ဒီဖြစ်ပျက်ကိုမြင်လိုက်ရတဲ့အခါဆရာကလည်းအဲ့ဒီနေရာကိုရောက်လာပါတယ်။ရာစုမင်းဒီလိုဘာကြောင့်လုပ်ရတာလဲ။ငါမင်းကိုဒီလိုသင်ပေးခဲ့တာလား။ကျောင်းဆရာကြီးကြည့်လိုက်ပါကျမတို့ကလေးတွေကအရန်ဖြစ်ကင်းစင်နေ။ဒါကြောင့်ရာစုကြီးကန်းကိုကြောက်နေကြရတာ။ကျောင်းဆရာကြီးဒီအကြောင်းတွေကျွန်တော်အကုန်သိပါတယ်။ဒါပေမဲ့ဆရာကကျွန်တော်ကိုအလုပ်ထုတ်ပြမှာကိုကြောက်လို့ဘာမှမပြောခဲ့မိဘူး။အမှန်တကယ်တော့ရာစုရဲ့အဆင့်ကတန်းထဲမှာအနောက်ဆုံးပဲ။သူကအကြောင်းတစ်ခုလုံးရဲ့ဘရင်လိုဖြစ်နေတာ။နေတိုင်းကျောင်းကိုနောက်ကျမှရောက်လာတယ်။ကလေးတွေကိုအနိုင်ကျင့်နေကျွန်တော်ပေးတဲ့အိမ်စာနဲ့မလုပ်ဘူး။ဒါပေမဲ့ကျွန်တော်ကသူ့ကိုမစူပူခဲ့မိဘူး။ဘာလို့လဲဆိုတော့ဆရာကကျွန်တော်ကိုအလုပ်ထုတ်ပြမှာကိုကြောက်ခဲ့လို့ပါ။ရာစုငါတော့မင်းကိုထူးချွန်တယ်လို့ထင်နေခဲ့တာ။ဒါပေမဲ့မင်းကတကယ်ကိုဇယိုက်ဆန်တဲ့အရင်ဆိုင်ပဲမင်းကအရန်ကြီးကျယ်တဲ့ဘရင်မဲမဟုတ်လားဒီနေ့မှာတော့ငါကဘရင်လားမင်းကဘရင်လားဆိုတာပြတ်ရတော့မှာပေါ့ကွာကာနူးကြီးကန်းကရာစုကြီးကန်းကိုကျိုးနဲ့ချပြီးတစ်ပင်မှာစောက်ထိုးတွဲလောင်းထားလိုက်ပါတယ်ကျောင်းမစင်းခင်ထိမင်းဒီလိုပဲစောက်ထိုးတွဲလောင်းနေရမယ်ဒါကမင်းရဲ့ပြစ်ဒဏ်ပဲရာစုကြီးကန်းရဲ့ဘရင်ဆံမှုတွေအကုန်လုံးဒီနေ့မှာပဲပြီးဆုံးသွားပါပြီသူ့အတွက်တင့်တော်တဲ့ပြစ်ဒဏ်ကိုရရှိသွားပြီးကျောင်းဆင်းတဲ့အချိန်ထိရာစုကတစ်ပင်မှာပဲစောက်ထိုးတွဲလောင်းနေရပါတော့တယ်